ချက်ကြော်လေးရသွားပါပြီဒီချက်ကြုံကြော်ပုံကြော်နည်းလေးကိုတရုပ်တော့အချင်းချင်းပြသထားပြီးသားဖြစ်ပါတယ်နော်အခုတစ်ချိန်ကလည်းဒါကျွန်တော်တို့မိသားစုစားဖို့အတွက်ကြော်တာဖြစ်ပါတယ်ဝန်ထမ်းတွေနဲ့အားလုံးစားဖို့အတွက်ကြော်တာဖြစ်ပါတယ်ဘလို့ကြော်တာလေးတွေလိုက်ပါကြည့်ရှုပေးပါဦးဗျာကျန်မင်းစီတို့ဒီနေ့တော့ချက်ကြော်လေးကြော်စားမယ်ဒီနေ့တော့ဘာပူဇော်ဝမ်းမှတော့မရှိဘူးเนาะဒါမိသားစုစားဖို့အတွက်အကူကကြော်ခိုင်းတာပါအဲ့တော့ကျွန်တော်အခုထည့်လိုက်တဲ့ကော်မုံလေးဖြစ်ပါတယ်ကော်မုံလေးထည့်ပေးပြီးရင်တော့ဒီမှာချက်သားလေးအရသာနှက်ထားတယ်เนาะအရသာနှက်ထားတဲ့ချက်သားလေးထည့်ပါမယ်ဗျဒီလိုကြော်ခြင်းရဲ့အကျိုးရလဒ်ကတော့ဒဲဦးလေးတစ်ချက်ထိန်းတာကျွန်တော်တို့ဆိုင်မှာဈေးကြီးပေးဝယ်စားကြမလိုပါဘူးเนาะအပေါ်ကောင်ကျွတ်ကျွတ်တွေကလောက်ရတာနီးလန်းနေရှိပါတယ်သို့တော်လည်းပဲဒီလိုကျွတ်ကျွတ်တွေလုံနေအလုတ်ကအရန်ရှုပ်သွားပါလိမ့်မယ်เนาะအဲ့တော့ကျွတ်ကျွတ်လေးစားခြင်းနဲ့ဆိုရင်လည်းကျွန်တော်နောက်တစ်နေ့ကျရင်ကျွန်တော်သေချာပြပေးပါမယ်အခုလိုပုံစံလေးအဖြစ်စကြတော့ဆိုင်မှာဝယ်စားမဲ့ကြက်ကြော်တထုံးဘူးကကိုယ့်အိမ်မှာဆို3တုံးလောက်စားလို့ရပါတယ်ကော်မုံလေးနဲ့ကြော်တာဖြစ်ပါတယ်เนาะကဲမိတ်ဆွေတို့ကြည့်ပါဦးเนาะဒီလိုပုံစံလေးရလာပြီเนาะဒါကလုံးဝဘာဖက်မှမပါဘဲနဲ့ရိုက်ထားပေးတာเนาะမိတ်ဆွေတို့ကြည့်လိုက်ပါဒီပုံစံလေးဖြစ်လာပါပြီเนาะနောက်ထပ်ချက်တဲ့ဒီဆက်ကြော်ပါမယ်เนาะမိတ်ဆွေတို့လိုက်ပါကြည့်ရှုပေးပါဦးเนาะဒါကော်မုံလေးတစ်မျိုးလေးပဲသုံးထားတာပါเนาะကြက်မှာတော့ကိုလိုချင်တဲ့အရာတာကိုကိုအတိုင်းတာနဲ့ကိုထည့်ထားပါနိုင်ရွက်လောက်တော့နှက်ထားပါเนาะဒီလိုအတန်လေးကုန်တဲ့အထိကျွန်တော်တို့ကြော်ပေးတော့မှဖြစ်ပါတယ်ဒီသားစု9ရောက်လောက်ချက်ကြော်တိုင်းမှာသွားစားမယ်ဆိုရင်ဘယ်နဲ့တောင်းကုန်မလဲမိတ်ဆွေတို့ကြီးပြောကြည့်ပါเนาะအခုလိုမျိုးချက်ကိုဝယ်ချက်ကအခုလိုမျိုးချက်တွေဆိုတော့မခရိုတို့ဘာလို့မှလည်းဈေးတွေတက်တာနေပါတယ်မိမိတို့လိုက်ရောညီထွေရှိတဲ့ဆိုင်တွေမှာဝယ်မယ်ဆိုရင်လည်းချက်ကအတိုင်းအတာတစ်ခုပါเนาะအဆင်ပြေတာလေးရှိပါတယ်အဲ့တော့ချက်ကြော်နဲ့စားတဲ့အချိန်ဟာဆိုင်တွေမှာချပြီးတဲ့အချိန်အဲ့တော့ခရမ်းရင်ပြီးအချိန်လို့မယုတ်စီအချိန်တော့အပြင်တွေမှာဝယ်လို့ရပါတယ်ကျွန်တော်အားတဲ့တစ်နေ့လောက်ကြာရင်တော့အဲ့လိုချက်ကြော်တို့ဝက်ကြော်တို့နဲ့တွဲစားတဲ့ soft set လေးလေးလည်းတင်ပေးပါအောင်မယ်เนาะမီးကတော့အရန်ရေးကြည့်ပါတယ်เนาะမပြင်းလို့မလျော့လုံးတော့မီးလေးနဲ့ကြော်ရပါတယ်ကျွန်တော်မိတ်ဆွေကိုကြော်တဲ့အသားနဲ့ကိုထည့်ထားတဲ့စီနဲ့ချိန်ပြီးတော့ဒီအနေထားလေးလောက်ကတော့ကိုယ့်ဘက်ကိုသဘောပေါက်နိုင်ရမှာပဲเนาะအဲ့လိုသဘောပေါက်နိုင်တဲ့အစားအစာရှိမှလည်းပဲအခုလိုမျိုးကြော်စားလို့ရပါမယ်ဒီเนาะကြက်သားရဲ့နှခမ်းသားလေးရွာလာပြီเนาะမိတ်ဆွေတို့အဲ့ဒီစီကလည်းလုံးဝပြက်စီးသွားတာမဟုတ်ဘူးเนาะမိတ်ဆွေပြန်ပြီးတော့အသုံးပြုလို့ရပါတယ်မိမိတို့ channel ဟင်းလေးချက်စားလို့လည်းရပါတယ်ချင်းမောင်ကြောင်ငပိကြောင်ငံပြားကြီးချက်ဘာလဲချောင်းကြောင်အားလုံးလုပ်လို့ရတယ်နော်ဒီစီလေးကိုအပြင်မှာထားလိုက်တယ်ဆိုတော့လည်းကြော်ပြီးဒီတိုင်းထားလိုက်တာနဲ့သူကအေးသွားရင်ဒီထဲမှာအကျွင်းကြံကော်မုံလေးတွေအောက်ခြေမှာကြံနေခဲ့တာပါအပေါ်မှာစီကြီးရှိပါတယ်အဲ့ဒါလေးကိုအသာလေးစိတ်လိုက်ရမှာပဲเนาะကျွန်တော်မိတ်ဆွေမကြခင်ချက်ပါတော့မယ်เนาะဒါရေလေးနည်းနည်းကြံနေတဲ့အတန်ပါဆိုတော့ဆယ်လို့ရပါပြီเนาะနည်းလေးနည်းနည်းလာလျှော့ပေးကြပါကဲမိတ်ဆွေရပြီเนาะလုံးဝကိုရတာရှိပြီးတော့ထိမိခွေလေးเนาะဒီမှာကြည့်ပါနော်မိတ်ဆွေတို့ဟဲအရန်ကိုရတာရှိတယ်ကျွတ်ရွမွေးနေမဲ့ကြက်ကြော်လေးရပါပြီเนาะအရတာဘာတွေထည့်လဲဆိုတာလေးလည်းပြောပြပေးမယ်ဆက်နာထောင်ပေးเนาะမိတ်ဆွေတွေအယောင်ဆင်းလေးကြည့်ပါဦးเนาะကဲတထုံးလောက်စမ်းကြည့်မယ်โอ้အပေါ်ရန်ကျွတ်လေးနဲ့အလေသားအီးလေးနဲ့အရန်ကိုရတာရှိတဲ့ကော်မုံလေးနဲ့စီတက်ပြီးကြော်ထားတဲ့ကြက်ကြော်လေးပါဗျာသူ့ကြော်ထားတဲ့စီလေးပဲเนาะဒါပူနေသေးတယ်เนาะဒီမှာကြည့်ပူနေသေးလို့เนาะအေးသွားပြီဆိုရင်လုံးဝစီအချီပဲအပေါ်မှာရှိပါတယ်အောက်မှာအနယ်တွေထိုင်သွားပါတယ်အသာလေးစိတ်ယူလိုက်ရပါတယ်เนาะမိတ်ဆွေတို့ကြည့်เนาะစောစောကြက်ကြော်ထားတဲ့စီဒါအခု3မိနစ်နဲ့4မိနစ်လောက်ပဲအေးခံရသေးတယ်เนาะအဲ့ဒါအခုလို့ကြီးလာပါပြီเนาะစီတွေပြည့်ရတယ်လို့ဝေဖန်နေတဲ့သူတွေလက်တွေ့လုပ်ကြည့်ပါเนาะကိုယ်တိုင်လက်တွေ့လုံးမှလည်းဝေဖန်ရတာပို့ပြီးတော့စနစ်ကျလာပါလိမ့်မယ်เนาะ